ဘူးကားတွေရောမကြည့်အောင်အိုးရေတွေကိုထွက်လို့ကြည့်အောင်အောက်ထဲမှာမြေကြီးထားတဲ့အချိန်နဲ့တလားလောက်ကတော့ဟာဒီညစ်သားနဲ့ပြင်ဒီလမ်းကြောင်းတော့ယာယီသိမှာပါရောဒီနေထားတော့လောက်နဲ့ဆင်ရမှာအနည်းဆုံးပြင်ဆင်ရမှာတရားကတော့ထိခိုက်မှုသိမ့်မရှိပေမဲ့ဒီပြည့်ကြောင်းကြတော့အင်မတန်မှ ဟိုမှာကားကြီး ဟုတ်ကားတယ်ဟိုကဘက်ဆက်သွားလို့မရတော့ဘူး ရတော့ဘူး ကူးကြမှာတော့ခင်ဗျားထုတ်ကြည့်နေအဲ့ဒါကြီးကို ကားတစ်စီးဟိုမှာ